အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာပတ်စံစုတဲ့အခါဆန္ဒနောက်ကိုမလိုက်မိစေဖို့အတွက်အရေးကြီးတဲ့အချက်6ချက်ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဘဝမှာပတ်စံစုတယ်ဆိုတာရည်မှန်းချက်တစ်ခုထားပြီးရေရှည်တည်ဆောက်ထားတဲ့အလေးအကျင့်တစ်ခုပဲဖြစ်ပါတယ်ငွေကြေးအောင်မြင်မှုမှာပတ်စံဘလောက်ဝင်နေဆိုတာထက်ဘလောက်စုနိုင်နေဆိုတာကပိုအရေးကြီးပါတယ်လူတွေကမဝင်သေးတဲ့ပတ်စံကိုမျှော်ကိုပြီးအကျွေးယူတတ်ကြပါတယ်ဒါကအဓိကမှားယွင်းနေတဲ့အချက်ပါပဲကျွန်တော်တို့တွေပတ်စံစုနေတဲ့အချိန်မှာဘလို့နီးလန်းတွေသုံးရမလဲဘလို့စိတ်သက်မျိုးတွေထားရမလဲဆိုတာကိုလေ့လာကြည့်ဖို့လိုအပ်ပါတယ်နံပါတ်1သုံးပြီးမှမစုပါနဲ့လစာထုတ်တာနဲ့လိုချင်တဲ့ပစ္စည်းတွေကိုဝယ်ပြီးမှပတ်စံစုတက်ကြတာကအတော်များများရဲ့အကျင့်လို့တောင်ဆိုနိုင်ပါတယ်တကယ်တမ်းတော့လစဉ်စုဆောင်းမဲ့ပတ်စံပမာဏကိုသတ်မှတ်စုဆောင်းပြီးမှသာလိုအပ်တဲ့အရာတွေကိုဝယ်သင့်ပါတယ်လစာထုတ်တာနဲ့ပထမဆုံးလုပ်ရမှာကစုဆောင်းမဲ့ပတ်စံကိုတည်တံ့ချန်ထားသင့်ပါတယ်နံပါတ်2တစိမ့်ဆွဲမထားပါနဲ့ကျက်သိန်း10ကနန်းချီပြီးပေးရတဲ့ဖုန်းတွေကိုဝယ်မဲ့အစားအတန်အသင့်သုံးလို့ကောင်းတဲ့3သိန်း4သိန်းတန်စမတ်ဖုန်းတစ်လုံးကိုဝယ်သုံးတာကပိုဖြစ်တင်ပါတယ်။တင်ကတအားချမ်းသာတဲ့သူမဟုတ်သေးတဲ့အချိန်မှာပေါ့အတုံးဆောင်တွေဆိုတာကလိုအပ်တဲ့လောက်ပဲကောင်းပါတယ်လိုအပ်တာထက်ပိုပြီးဝယ်သုံးမယ်နာမည်ကြီးတစ်စိတ်တွေရဲ့နောက်ကိုလိုက်နေမယ်ဆိုရင်ငွေစုဖို့မမျှော်လင့်ပါနဲ့တော့ဆိုင်ထိုင်မယ်ဆိုရင်နာမည်ကြီးဆိုင်မှာထိုင်တာထက်အစားတောက်ကောင်းတဲ့ဆိုင်မှာထိုင်တာကပိုရတာရှိတယ်လို့ငွေကုန်လဲတက်တာစေပါတယ်နံပါတ်3အသေးဖွဲလေးတွေကိုဂရုစိုက်ပါအေးဘူးဝယ်တောက်လိုက်လို့1500 2000လောက်ပဲကုန်တာဟာတခါတလေမှာဘာမှမဖြစ်ပေမဲ့ချိန်ဖန်များလာရင်ကိုယ့်ကိုများစွာထိခိုက်စေပါတယ်ဥပမာစတိုးဆိုင်တွေကပေးလိုက်တဲ့ကျွတ်အိတ်တွေကိုလွှင့်မပစ်ပဲနဲ့အမိုက်ထဲတဲ့အိတ်လုံးမယ်ဆိုရင်အမိုက်အိတ်ကုန်ငွေတက်တာတဲ့သဘောပါပဲနံပါတ်4နှစ်ပတ်ဆောင်တဲ့ view ဟာသုံးကြည့်ပါပစ္စည်းတစ်ခုဝယ်ခြင်းနဲ့ဆိုရင်ချက်ချင်းမဝယ်ပါနဲ့ဦးနှစ်ပတ်လောက်စောင့်လိုက်ပါနှစ်ပတ်လောက်ကြာတော့မှကိုကလည်းတကယ်လိုချင်နေတဲ့ပစ္စည်းကလည်းလိုအပ်နေတယ်ဆိုတော့မှဝယ်လိုက်ပါစောင့်နေတဲ့အချိန်တော့အတွင်းမှာတခြားလူဝယ်လို့ကုန်သွားမှစိတ်မပူပါနဲ့ပိုကောင်းပိုလာတဲ့ပစ္စည်းတွေဆိုင်မှာရောက်လာနိုင်ပါတယ်နံပါတ်5အင်တာနက်ရှော့သုံးပါကိုလို့ဟာအင်တာနက်နဲ့မသက်ဆိုင်မှုဆိုရင်တစ်နေ့မှာတစ်နာရီ2နာရီထက်ပိုမသုံးပါနဲ့အင်တာနက်ကိုရိုးရိုးသုံးတာထက်စာရင်မိမိလုပ်ငန်းနဲ့ပတ်သက်တာတွေလေ့လာတာဗဟုသုတတွေကိုရှာဖွေလေ့လာတာကပိုပြီးအကျိုးရှိစေပါတယ်အပန်းဖြေဖို့လောက်ပဲအပျော်တမ်းသုံးမယ်ဆိုရင်တော့စောစောကပြောခဲ့သလိုပဲရှော့သုံးဖို့အကြံပြုပါရစေနံပါတ်6လိုအပ်တာလားလိုချင်တာလားလူတွေဟာကိုယ့်အတွက်တကယ်မလိုအပ်တဲ့ပစ္စည်းတွေကိုမှလိုချင်နေမိတတ်ပါတယ်မလိုအပ်တဲ့အရာတွေကိုဝယ်မိရင်လိုအပ်တာတွေထုတ်ရောင်းရမယ်ဆိုတဲ့ဝါရင်ပတ်ဖက်ရဲ့စကားအတိုင်းပဲဆန္ဒနောက်မလိုက်မိပါစေနဲ့နောက်ဆုံးအရေးကြီးတာကပတ်စံစုတဲ့အခါမှာရီမန်းချက်ထားပြီးစုတက်ဖို့ပါပဲရီမန်းချက်ထားပြီးပတ်စံစုတာကပိုအဓိပ္ပာယ်ရှိတယ်လို့ပန်းတိုင်သတ်မှတ်ပြီးရှောက်လန်းတဲ့ဘဝဟာလည်းပိုပြီးအနှစ်သာရပြည့်ဝစေနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်